အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုရောက်ရှိနေရတော့မြောက်တကုံ39ရက်ကွက်မှာရှိတဲ့ဘရင်အောင်ဒဲပေါနော်ပေ40ပေ60နှစ်ကွက်တွဲမှာစောက်ထားတဲ့အိမ်စင်တူနှလုံးပဲဖြစ်ပါတယ်ခင်ဗျာတစ်လုံးကတော့ဓာတ်ကွက်ဖြစ်ပါတယ်မာစာအားလုံး6ခန်းနဲ့စင်ကယ်တစ်ခန်းနဲ့နော်ဖျားခန်းဧည့်ခန်း2ခန်းပါရှိပါတယ်ခင်ဗျာနော်အဲ့တော့ဒီအိမ်ဟာဆိုရှင်အရန်ပေါ်မှာလဲ rooftop တွေ slat တွေပါရှိတဲ့အတွက်ကြောင့်အရန်ကိုနွေရာသီပဲဖြစ်ဆောင်းရာသီပဲဖြစ်အပေါ်တက်မှာအားလုံးတို့အလာနေရတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ဒီမြောက်တကုံ39ရက်ကွက်မှာရှိတဲ့ဘရင်အောင်ဒဲပေါအိမ်လေးရာဆိုလို့ရှိရင်စင်တူနှလုံးစောက်ထားပါတယ်လေကားတွေကတော့ဒီဇိုင်းလေးနဲ့ကွာဟာတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီအိမ်မှာတစ်ဖက်က40 60ဒီဘက်လည်း40 60ဒါပေမဲ့တစ်ဖက်အိမ်ကတော့ကျွန်တော်တို့ဓာတ်ကွက်ကလေးဖြစ်တဲ့အတွက်ကြောင့်เนาะပို့ပြီးတော့လမ်းလည်းတာတယ်ပေါ့နော်ဒါပေမဲ့မိသားစုများတဲ့လူတွေကဆိုလို့ရှိရင်ဒီနှစ်အိမ်ကိုပေါင်းပြီးတော့ဝယ်ခြင်းနဲ့ရတယ်အဲ့တော့ကျွန်တော်တို့လည်းပွဲကများများရတာပေါ့နော်အဲ့တခါလေဝယ်ခြင်းတဲ့လူတွေရှိရင်လည်းကျွန်တော်တို့နဲ့ဆက်သွယ်ပါကဲကျွန်တော်တို့အတူတူလိုက်ကြည့်ကြပါအောင်ဒီအောက်မှာဆိုရှင်ဒါဧည့်ခန်းပေါ့နော်ဧည့်ခန်းဒီမှာမြောက်တကုံရဲ့ထုံးစံအတိုင်းအောက်ထပ်မှာသူတို့က master bedroom ဟုတ်တယ်တခါလဲပါထားပြီးသား master bedroom ဆိုတာတခါလေကျွန်တော်ဒီမှာပါတယ်အိတ်ခန်းနဲ့ရေချိုးခန်းနဲ့တွဲထားတာပါဒီမှာရေချိုးခန်းပါပါတယ်တော့ဒီအောက်မှာနောက်ထပ်တစ်ခန်းရှိပါသေးတယ်ခင်ဗျဒီဟာကလည်း master bedroom ပါပဲเนาะအဲ့တော့ကျွန်တော်တို့သက်ကြီးတေပါတယ်ဆိုလို့ရှိရင်ဒီအိမ်နေရာဆိုရှင်အရန်ကိုအသုံးဝင်တဲ့အိမ်လေးတွေဖြစ်ပါတယ်။ဒါဆိုအပေါ်ထက်ကိုတက်ဆရာမလိုဘူး။အောက်မှာဖြစ်တယ်တို့ကိုရှင်နော်။တရားမှာကအိမ်တွေအတွက်အိမ်သားပေါ့နော်။ပြီးလို့ရှိရင်ကဲဒီအနောက်မှာဆိုရှင်ဒါမီးဖို့ကြောင့်လည်းတကယ်ကိုချေချေဝုန်းဝန်းနဲ့မိသားစုတွေပျော်ပျော်ရွှင်ရွှင်ချက်ပြီးစားလို့ရတဲ့ပုံစံမျိုးရှိပါတယ်။နော်။ဒီနောက်မှာဆိုလည်းမြေနေရာခြံသေးတဲ့အတွက်ကြောင့်ကျွန်တော်အဖီလေးချပြီးတော့ကျွန်တော်ဒီမှာเนาะ work kitchen လိုမျိုးပျော်ရွှင်ချက်ပြုတ်ပြီးတော့အဝတ်တွေလှမ်းเนาะနေရာကြီးအများကြီးကျယ်သွားသေးတယ်ပြီးပါအခါကျွန်တော်လည်းဒီပေါ်ကိုလိုက်ကြည့်ပေးကြအောင်ခင်ဗျာဆိုလည်းနေရာမပုတ်အောင်ပေါ့နော်ကျွန်တော်ဒီမှာစတိုတွေလုပ်လို့ရတယ်အောက်ထပ်မှာ2ခန်းဒီမှာက3ခန်းဒီမှာ3ခန်းတော့4ခန်းတော့ပါနော်ဒါကတော့ master bedroom မဟုတ်ဘူးဒါကတော့ဖျားခန်းပါတယ်ဒီမှာကတော့ဝလန်တာကိုထွက်လို့ရတယ်ခန်းနော်ဒါတွေအဲ့တော့ကျွန်တော်စာချက်ခန်းလို့လောက်ခန်းလို့မျိုးစုံလို့ဒီမှာ master bedroom 1ခန်း2ခန်းဒီမှာလည်း1ခန်းအခန်းတိုင်းရဲ့အပြင်မှာဆိုရှင်ဒီဝလန်တာလေးပါတယ်အဲ့တော့အောက်မှာ2ခန်းဒီမှာ master bedroom 3ခန်းစင်ကယ်ရ1ခန်းเนาะဒီမှာ master bedroom နောက်1ခန်းပါရှိပါလိမ့်မယ်အခန်းတိုင်းမှာဝလန်တာလေးတွေလည်းပါတယ်เนาะအဲ့တော့ကဲအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖျားခန်းနဲ့လောက်ခန်းလိုမျိုးလည်းလုပ်လို့ရတယ်ဝလန်တာတွေလည်းပါအခန်းတိုင်းမှာဝလန်တာတွေပါတာပေါ့เนาะနောက်ဒါကတော့ရိုးစင်ကယ်ခန်းမှာခလို့ကဲနောက်တော့လိုက်ခဲ့ပါလေကားတွေကလည်းလုံးဝတက်ရတာလွယ်တယ်အရင်မှတ်တဲ့ဟာမျိုးမဟုတ်ပြပြလေးတွေပါပဲရမ်းစင်ပြပါလေဒီပေါ်မှာဒီလိုမျိုး rooftop ရှိတယ်မိသားစုတွေပြောရွှေရွှင်နဲ့ဒီမှာပါတီတွေလုပ်လို့ရတယ်နော်လို့လတ်နေလို့ရတယ်တကယ်ကိုညရာသီဆိုတဲ့အပြင်မှာထွက်ထိုင်ပြီးတော့ပြောရွှင်နေနေလို့ရတဲ့နေရာလေးဖြစ်ပါတယ်နော်ဒီကောင်းပါပြီကဲဒီနေရာလေးနော်ဒါဒီခိုင်းရတော့ရမ်းကောင်းတယ်အပေါ်ဆုံးတက်မှာခန်းကျဲတကယ် master bedroom အခြေကြီးတစ်ခန်းပါတယ်အဲ့တော့ master bedroom ကအားလုံး6ခန်းစင်ငယ်တစ်ခန်းနဲ့ဆိုအားလုံး9ခန်းမှာပါရှိတာဖြစ်ပါတယ်နော်အဲ့တော့ထမင်းစားခန်းနော်ဖျားခန်းလည်းရှိတယ်တော်တော်ကိုအဆင်ပြေပါတယ်နေရလာတဲ့မိသားစုတွေဆိုမိသားစုလည်းအများကြီးနေလို့ရတယ်နော်အဲ့တော့ master ကြီးပဲအားလုံးပေါင်းအောက်မှာ2ခန်းအလယ်မှာ3ခန်းအပေါ်မှာ1ခန်းဆိုတော့အားလုံး6ခန်းစင်ငယ်နဲ့ဆို9ခန်းနော်အားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ကျယ်ဝန်းတဲ့အိမ်စင်တူနှလုံးရှိပါတယ်နော်မောင်နှမ2ယောက်ညီကို2ယောက်ဝယ်ခြင်းနဲ့ဆိုလေရပါတယ်နော်အဲ့တော့ဘေးချင်းကပ်ရက်ပါကျွန်တော်ဈေးကိုတော့ကျွန်တော်တို့ comment မှာထည့်ထားပေးပါမယ်ခင်ဗျကျွန်တော်နဲ့အတူလက်တွဲလုပ်ချင်တဲ့လူတွေလည်းနော်
ညောင်လည်းအားလုံး welcome ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါအရန်ကိုနွေရာသီပဲဖြစ်ဆောင်းရာသီပဲဖြစ်အပေါ်တက်မှာအားလုံးတို့အလိုက်နေရတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်စိတ်ဝင်စားလို့ရှိရင်ကျွန်တော်မီဂါမင်းရီယာစိတ်နဲ့ဆောက်တော်လို့ရပါတယ်ခင်ဗျာ